ရခိုင်ပြည်နယ်မှာဘယ်မြို့နယ်တွေကရေဘေးဒုက္ခခံစားမှုတွေကအဆိုးဆုံးဖြစ်နေတာလဲရှင်အခုဖြစ်နေတာတော့ကျွန်တော်တို့ဟာပေါ့မင်းပြမြို့နယ်မြောက်ဦးမြို့နယ်တခြားနေရာတော့ဘူးသီးတောင်မောင်တော်တောက်တော်အဓိကတော့ဒီမြစ်ကြီးကြီးလို့ပေါ့ကလရမြစ်ကြီးဟာတွင်းရည်ကြီးမှတ်ထက်ကိုသူကပို့ပြီးတော့စီးဆင်းတယ်လေဒီမြောက်ဦးမြို့ဆိုလို့ရှိရင်ဒီလေးမြို့မြစ်ပေါ့ချင်းပြည်နယ်ဘက်ကရေတွေစီးလာတာတွင်းရည်မှတ်960ထဲကိုစီးနေတော့ပေါ့နော်ဒီနေ့တော့စကြပြီးတော့မြစ်ကြီးက28ရက်နေ့ကနေစပြီးတော့စီးတာနော်ဒီနေ့တော့နည်းနည်းမြစ်ကြီးကျသွားပြီအဲ့ဒါကဒီ31ရက်နေ့ကဒီဆိုင်ကလုန်းမုန်တိုင်းဖြစ်တယ်နောက်တစ်ခါလာပြည့်နေလည်းဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ပြည်နယ်တောက်တော့အဲ့ကျောင်းတွေအားလုံးစုံသွားတယ်မိုးကလည်းရွာတနေ့ကို8လက်မလောက်ရွာတယ်အဲ့24ရက်နေ့စပြီးမုန်တိုင်းကြောင့်မိုးရွာတာမင်းများမှာလည်းလေရွာလုံးကျွတ်ပျောက်သွားတယ်ဆိုပြီးတော့ကြားနေရတယ်ရှင်အဲ့ဒါကရောဘယ်လိုအခြေအနေများပါလဲရှင်မင်းပြားလည်းမြုပ်တယ်ပျောက်တော့မပျောက်ပါဘူးရေက3ပေ4ပေတက်လာတာပေါ့တက်တော့လူတွေလွတ်ရရွှေ့ရတာပေါ့ခုနကရွာလုံးကျွတ်ပျောက်သွားတယ်ဆိုတာမရှိပါဘူးခုနပြောတော့မြောက်ဦးဆိုတဲ့တစ်မျိုးလုံးနှိပါမြုပ်သွားတာပဲဘူးသီးတောင်ဆိုတဲ့တစ်မျိုးလုံးနှိပါမြုပ်သွားတာပဲကျွန်တော်တို့မင်းပြားဆိုတဲ့တစ်မျိုးလုံးနှိပါမြုပ်သွားတာပဲအဲ့မျိုးလို့ဟိုရေနဲ့စီးပြီးတော့တိုက်စားသွားတဲ့ပုံစံမဟုတ်ဘူးရေတိုးလာတဲ့ပုံစံအခုချိန်မှာတော့ရေပြန်ကျသွားပြီအားလုံးအိမ်တွေလည်းခုနပြောလို့တော့ပြန်ပေါ်လာပြီယာယီရွှေ့ပြီးနေတဲ့လူတွေလည်းကိုယ့်အိမ်ကိုပြန်နေကြပြီရေဘေးကြောင့်သေဆုံးတဲ့သူတွေပျောက်ဆုံးတဲ့သူတွေရှိနေတယ်လို့ကြားရတယ်ရှင်သေဆုံးတဲ့သူရှိပါတယ်ရှိတယ်ဟို18ယောက်ရှိတယ်မနေ့ကဟိုမင်းပြားဆိုလို့ရှိရင်သူကဟို9ယောက်သွားတာဟိုအလောင်း2လောင်းပဲပြန်ရတယ်လေ9ယောက်ကပျောက်နေလေမောက်တယ်ဆိုတော့လေပျောက်တယ်ဆိုတော့လေကျွန်တော်တို့ကတော့ဒီသေဆုံးထဲမှာပဲထည့်ထားတယ်ဒီအစိုးရအဖွဲ့အနေနဲ့ရောဘာတွေအကူအညီပေးနေတာရှိပါသလဲရှင်ကျွန်တော်တို့ဒီနေ့ဟိုရဟရင်တက်တော့ရဟရင်2စီးနဲ့ကျွန်တော်တို့ဒီနေ့မနေ့ဆိုလို့ရှိရင်ဒါမင်းပြားနောက်တစ်ခါမြောက်ဦးအဲ့မှာတော့စားရိတ်ခါတွေကျွန်တော်ချပေးနေတာပေါ့ခေါ်ဆွဲကြောက်တို့တက်ဦးတို့နောက်တစ်ခါစီးတို့ဘာတို့နောက်တစ်ခါဟိုစံနေပါတွေကတော့ကျွန်တော်တက်မတော်စစ်ရင်2စီးနဲ့ရန်ကုန်ကနေပြီးတော့ဟိုပို့ပေးမှာပေါ့တက်200ဆန့်စစ်ရင်2စီးနဲ့အဲ့မှာစံနေကိုကျွန်တော်တို့စစ်တွေပို့ပေးမှာပေါ့ဘလို့ဆယ်မှာရေကြီးတဲ့အတွက်ဟိုကားလမ်းနေရာလည်းပြက်နေတယ်ကျွန်တော်တို့ဒီကစုချောင်းတရားဆိုလို့ရှိရင်ဒါပြက်နေတဲ့လမ်းကလည်းတော့ဆက်သွယ်ပြက်နေမြည်ရီတိုးနေတာဖြစ်တဲ့အတွက်လေတွေပါတွေသွားပေါ်လည်းလက်တော်မှာတော့အခက်အခဲရှိတယ်အဲ့မနေ့ဖြစ်တော့ဆိုရင်တော့အကုန်လုံးကတော့အဆင်ပြေသွားပါပြီအဲ့တော့အစိုးရအနေနဲ့တော့ခုနပြောကျွန်တော်တို့ဒီဟိုရေးကြီးတဲ့နေရာတွေကိုခုနပြောရဟန်းရင်နဲ့အိတ်ခါတွေချပေးတယ်ဒီမှာရှိတဲ့ကျေးရွာတွေကလည်းသူတို့စည်းတဲ့မဟုတ်ဘူးလေသူရဲ့လေရှိတဲ့နေရာသူရဲ့ဟိုတခါလုပ်ငန်းလုပ်လို့ရတဲ့နေရာအဲ့လိုနေရာမျိုးမှာသူကနေတာဟုတ်ရေတိုးလာတဲ့ခါကျတော့ဒါပဲခုနပြောသူတို့နေရာတခုတခါသွားဖို့ဆိုတာခုနလက်တော်မှာတော့လမ်းတွေမပေါ်သေးတဲ့အတွက်တော့ဆက်သွယ်တော့ပြတ်နေတာပေါ့အိတ်ခါတွေပြတ်နေတဲ့ရွာတွေရေနှင်းမြုပ်နေတဲ့ရွာတွေအဲ့ဒါမျိုးတော့မရှိပါဘူးကျွန်တော်အားလုံးဒီဆိုရဟန်းရင်နဲ့အကုန်လုံးရခိုင်ပြည်နယ်တခုလုံးကိုပတ်ပြီးတော့ကြည်နေတယ်လေလေခွင်းတွေပြတ်တယ်ဆိုတာလည်းကျွန်တော်တို့ကြည်ပါတယ်တော်တော်များများတော့တချို့လေတွေကမဆိုင်ရသေးပါဘူးစိုက်ထားတဲ့လေတချို့တွေပြည့်စည်တာတော့ရှိပါတယ်ဒါပေမဲ့ဟိုအများကြီးတော့မဟုတ်ပါဘူးဒီမှာပြတ်တာတော့ရေဘေးဒုက္ခသည်စခန်းတွေဖွင့်ထားတာဘယ်နှခုလောက်ရှိလဲရှင်အဲ့ဒီမှာဒုက္ခသည်ဘယ်နှယောက်လောက်ရှိနေလဲရှင်ရေဘေးဒုက္ခသည်စခန်းတော့မဟုတ်ဘူးပေါ့ခုနကတော့ရေတိုးလာတော့အားလုံးကဒီဆိုင်ရဖုံးကြီးကျောင်းတို့စာသင်ကျောင်းတို့အဲ့လိုနေရာတွေမှာရွှေ့ပြီးနေကြတာပါဇူလိုင်လ30 31လောက်ကပေါ့နော်အားလုံးဒီက24ရက်နေ့နဲ့စပြီးတော့တိုးနေတာကို31ရက်နေ့မှာရတဲ့စခန်းဆိုလို့ရှိရင်ကျွန်တော်တို့ရှိမှာစခန်းပေါင်း130ရှိတယ်ဒီတက်ပို့နိုင်ပါတယ်ဒါတော့ကျွန်တော်တို့ရှိမှာရှိတဲ့စခန်းပေါင်း130ကျော်ရှိပါတယ်အိမ်တော်စုပေါင်း6212ရှိတယ်လူဦးရေကတော့334848ရှိတယ်ဟုတ်ကဲ့ရှင်ဒီဥစ္စာတော့ဒါကျွန်တော်တို့ရတဲ့စရင်းပေါ့ဒါပေမဲ့ဟိုဒီတဲ့ပို့နိုင်ပါတယ်မြေပြင်မှာတော့ဟုတ်ကဲ့ပါအန်ကယ်အခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်ရှင်ကောင်းပါပြီ